ဒီကိုရလုံးမဲမင်္ဂလာပါဗျာနော်မနေ့ကကျွန်တော်ချန်ပီယံလိရှုံးထွက်ပွဲကျွန်တော်တို့နော်မနေ့ကလီဗာပူးနဲ့ဘာစီဘယ်အသင်းတွေကမ်းပတ်နိုင်မလဲလို့ကျွန်တော်ပြောတယ်ဒါပေမဲ့လည်းဘာစီလိုနာတစ်သင်းလောက်ပဲကျွန်တော်မြင်နေဗျကမ်းပတ်ဖို့အတွက်ဒါပေမဲ့လည်းဘာစီလိုနာကတော့ပြန်ပြီးတော့ကမ်းပတ်ခဲ့တယ်ဒါပေမဲ့မနေ့ပြောခဲ့သလိုပဲကမ်းပတ်တာတော့ဟုတ်တယ်ဒါပေမဲ့တက်တာမတက်တာတပိုင်းဒါတီကိုကတက်သွားပြီဗျဘာစီလိုနာကျွန်တော်နှလုံးပြတ်မှဒါသရေရမှာနော်အဲ့တော့ကျွန်တော်တို့ဒါဘာစီလိုနာက1-2လားမသိနော်ကျွန်တော်ဟုတ်တယ်1-2နဲ့ကျွန်တော်တို့နိုင်ရသွားတယ်ဒါပေမဲ့လည်းတလုံးကွာနဲ့တီကိုကတက်သွားတယ်ဗျာနော်ဒါ PSG ပွဲလည်းဒီတိုင်းပဲကျွန်တော်လီဗာပူးကပြန်ကမ်းဖတ်နိုင်မဲ့အနေအထားမရှိဘူးအမြင့်ဆုံးမှန်းလို့ရရင်တရေတစ်ပေါက်ပဲရှိရလို့ပြောတယ်အဲ့တော့ PSG လည်းတက်သွားပြီအခုဒီနေ့မှလည်းကျွန်တော်တို့ဒါအာဆင်နယ်ပွဲရှိမယ်ဒါဘိုင်ယန်နဲ့ရီယယ်ပွဲတကယ်ချန်ပီယံလိဂူရီနှစ်သင်းပေါ့နော်ဒါဘိုင်ယန်နဲ့ရီယယ်နဲ့ဟာဒီလိုဆရာကြီးနှစ်သင်းတော့တွေ့တယ်ကျွန်တော်ဒုတိယအကြော့ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်အာဆင်နယ်ပွဲအရင်ပြောမှာဗျာနော်ပြီးရင်ကျွန်တော်ဒါဘိုင်ယန်နဲ့ရီယယ်ပွဲကိုကျွန်တော်သုံးသပ်ပေးမယ်ပထမဆုံးနဲ့ကျွန်တော်ဒါအာဆင်နယ်နဲ့စပိုတင်းပွဲကလက်ရှိ head to head ရကြည့်မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ဒီစပိုတင်းနဲ့တွေ့လို့ရှိရင်အများနဲ့အသာစီးရတယ်အနှိမ့်ဆုံးကတရေပဲရှိတယ်ဗျာနော်စပိုတင်းကိုရှုံးတော့မရှုံးဘူးဒါပြီးခဲ့တဲ့ပထမအကြော့ကလည်းကျွန်တော်တို့အာဆင်နယ်ကနေပြီးတော့နော်ဒါအဝေးကွင်းကနေဒါစပိုတင်းကို Z1 ဆိုတဲ့ရလက်နဲ့အနိုင်ရထားတယ်လက်ရှိအာဆင်နယ်ကလည်းကျွန်တော်တို့ဘယ်လိုပြောမလဲယုံရခက်ခက်မယုံရခက်ခက်အဲ့လိုပုံစံမျိုးဖြစ်နေပဲเนาะအာဆင်နယ်ကိုယုံဖို့ကြတော့လဲနည်းနည်းလေးကတိတ်ပြီးတော့မျက်လုံးစုံမှိတ်ပြီးတော့ကျွန်တော်တို့ကယုံလို့လည်းမရပြန်ဘူးပြဘာလို့လဲဆိုရင်အာဆင်နယ်ကနည်းနည်းလေးယာတီကုန်ကန်ကြီးကြရင်နည်းနည်းလေးတလွဲလေးလုတ်တက်တယ်ဗျာเนาะအခုဒါမန်စီးတီးကိုကျွန်တော် EFN ကပ်မှာရှုံးတယ် Z2 နဲ့ Southampton လို့ဒါကျွန်တော်ချန်ပီယံရှစ်ကအသင်းကိုလည်း 2-1 နဲ့ရှုံးတယ်ဘုံမောက်ကိုလည်း1-2နဲ့ထပ်ရှုံးထားတဲ့အတွက်ကြောင့်အာဆင်နယ်ကိုလည်းကျွန်တော်တို့ကမျက်လုံးစုံမှိတ်ပြီးယုံလို့မရဘူးဒါ Sporting Lisbon အနေနဲ့ကတော့ဒါနိုင်ပွဲတွေတော့ဆက်နေတဲ့အသင်းဖြစ်တယ်ဗျနော်ဒါအာဆင်နယ်တသင်းနဲ့ကိုပဲနောက်ဆုံး5ပွဲလောက်မှာကျွန်တော်တို့ဒါ Sporting ကရှုံးထားတာကျန်တဲ့ပွဲတွေကကျွန်တော်တို့ Sporting ကအနိုင်ရထားတဲ့ပွဲတွေကြီးပဲဆိုတော့လက်ရှိဟိုပုံစံကောင်းရတင်းဖောင်ရကြည့်မယ်ဆိုတော့ Sporting ကတော့မှနည်းနည်းလေးပို့ပြီးတော့ကောင်းနေတဲ့ပုံစံမျိုးလေးတော့ဖြစ်တယ်ဒါပေမဲ့ဒီနေ့မနက်ပေးထားတဲ့ကျွန်တော်တို့ဈေးတန်းကအာဆင်နယ်ကနေပြီးတော့တစ်လုံးကို10ပြားပျော်ရွှင်ခွင့်ပေးထားတယ်ဂိုးပေါင်းကတော့2လုံးကိုအပြည့်ရှုံးပေးထားတယ်ဗျနော်အဲ့တော့ကျွန်တော် line တစ်ချက်ကြည့်အောင်เนาะ line ကကျွန်တော်တို့ဒါ Timber တို့ Saka တို့เนาะဒါအဓိကကစားသမားတွေကနည်းနည်းလေးနားနေရလဲပါတယ်ကျွန်တော်ဒါ Saka နေရာမှာဆိုရင်ဒါ Matuki တို့ပါပွဲထွက်လာမယ်ကွင်းလယ်မှာဆို Zubimendi တို့ Rice တို့ Easy တို့နဲ့ပွဲထွက်လာဖို့များတယ်ဗျာเนาะနောက်တန်းမှာဆိုလို့ရှိရင်လည်း Arsenal ကတော့ဒါအရန်ကစားသမားတွေနဲ့လည်းဒါတင်းဖောင်ကပုံစံကောင်းတစ်ခုတိဆောက်ထားပြီးသားဖြစ်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့ကျွန်တော်တို့အရင်မျိုးလုံးစုံမိတ်ပြီးတော့ယုံလို့တော့မရဘူးဒါပေမဲ့ဒီမနက်ပေးထားတဲ့ဈေးရန်ရကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဆင်နယ်ကဟိုဘူဂီတွေမှန်းထားပုံရဆိုရင်အာဆင်နယ်ကကျွန်တော်တို့တကိုးလောက်နဲ့ကတ်နိုင်သွားမယ်လို့ဒါဘူဂီတွေကခံမှန်းထားပုံရတယ်1-0လားကျွန်တော်တို့1-2လားဒီတစ်ပေါက်နဲ့ဖြစ်သွားဖို့အတွက်များတယ်ဗျာဘာလို့လဲဆိုရင်ကျွန်တော်ဒါအာဆင်နယ်ကအဝေးကွင်းမှာသွားပြီးတော့မှ Sporting ကိုကျွန်တော်တို့အိမ်ကွင်းကောင်းတဲ့ Sporting ကို Z1 ဆိုတဲ့ရလနဲ့နိုင်ထားတဲ့အတွက်ကြောင့်လက်ရှိအာဆင်နယ်ခြေဆန်းကယုံလို့မရဘူးဆိုတာမှန်ပေမဲ့လည်းဘူဂီတွေပေးထားတဲ့ဈေးနှုန်းရဆိုရင်အာဆင်နယ်ဒီနေ့ညမှာကျွန်တော်တို့တရေအနေဆုံးရှိတယ်1-0မဟုတ်2-1 တပေါက်လောက်နဲ့ကျွန်တော်တို့ကတ်နိုင်သွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ဗျအဲ့တော့ကျွန်တော်အာဆင်နယ် body ကိုပဲကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒါဘိုင်ယန်မြူးနစ်နဲ့ရီယယ်မက်ဒရစ်ရဲ့ပွဲစဉ်ဖြစ်တယ်ဗျနော်ဒါပထမအကြော့မှာတော့ကျွန်တော်တို့ဟိုရီယယ်အိမ်ကွင်းမှာကျွန်တော်တို့ဒါဘိုင်ယန်မြူးနစ်ကဒါဟို1-2ဆိုတဲ့ရလနဲ့အနိုင်ရထားတယ်ဒါပေမဲ့လည်းဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်လက်ရှိရီယယ်ကလည်းခုနကျွန်တော်တို့ပြောသလိုအာဆင်နယ်လိုပဲရုံးခက်မယုံခက်ပုံစံဖြစ်နေတယ်ဗျနော်နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့2ပွဲနိုင်2ပွဲရှုံးပြီးတော့တပွဲတည်ကြထားတယ်ကျွန်တော်တို့ဒါမာလော့ကာကိုလည်းအဝေးကွင်းမှာရှုံးထားတယ်ဒါဘိုင်ယန်ကိုလည်းရှုံးထားတယ်ဂျီရိုနာကိုလည်းတည်1-1ဆိုတဲ့ရလက်မျိုးပဲကစားထားတယ်ဗျနော်အဲ့တော့ဒီနေ့ညချန်ပီယံလိပွဲဒီအိမ်ကွင်းမှာရှုံးဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာရှုံးခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒုတိယကြော့မှာရီယယ်တို့ဘယ်လိုပုံစံနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကမ်းပတ်မလဲဆိုတာတော့တစ်ချက်ကြည့်ရမယ်အဲ့တော့လိုင်းရက်တွေဘာတွေကတိတ်ထွေထူပြောနေကြတော့မလိုဘူးဒါတင်းလုံးကဒါလူစုံတက်ဆုံမယ်ဒါလူအပြည့်တင်းဖောင်အပြည့်နဲ့ဒါပွဲထွက်လာဖို့ပဲရှိတယ်ဗျာနော်အဲ့တော့ပေါက်ကြီးကိုပဲကျွန်တော်ပြောအောင်နော်ဒါဘိုင်ယန်ကဒီမနက်ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်တို့ဒါတလုံးကို35ပြားအရှုံးနဲ့စတင်ထားတယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ၄လုံးကိုတည်ရဆိုတဲ့ရလနဲ့စတင်ထားတယ်ဗျာနော်ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်တော့ကျွန်တော်ကဟိုဘိုင်ယန်ကကျွန်တော်တို့တလုံးကို35ပြားအရှုံးနဲ့ဆိုတော့ဘိုင်ယန်အိမ်ခွင်းမှာဖြစ်တယ်ပထမကြောကနိုင်ဟာလို့ဒီလိုဈေးတိုင်းမျိုးပေးတာလားဆိုတာလည်းစဉ်းစားကြရတော့ဖြစ်တယ်ဒါပေမဲ့ဘိုင်ယန်ဘလောက်ကောင်းကျွန်တော်တို့ရီယယ်ကိုဂိုးပြတ်ဖို့မလွယ်တော့ဘူးလို့ကျွန်တော်ထင်တယ်ဗျဘာလို့လဲဆိုဟိုရီယယ်ကကျွန်တော်တို့အိမ်ခွင်းမှာရှုံးထားတဲ့အတွက်ဒီတိတ်ခါ10ပွဲပေါ့နော်ဒါဒုတိယအကြော့ကတိတ်ခါ10ပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒါဘိုင်ယန်နေနဲ့ရီယယ်ကိုနှလုံးမပြတ်လာဘူးလို့ထင်တယ်ကျွန်တော်ရီယယ်မက်ဒရစ် body ကိုပဲကျွန်တော်ကြိုက်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟ
ဟိုရီရဲကဒါပထမအကြောင်းမှာရှုံးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါဒီနေ့ပွဲမှာအနေဆုံးမရှုံးဆိုတော့မတည်လောက်ထိတော့ကျွန်တော်ခံကန်နိုင်မယ်လို့ထင်တယ်ဘိုင်းရင်နှစ်ကိုမပြတ်လောက်ဘူးလို့ကျွန်တော်မြင်နေဗျနော်တိတ်အများကြီးမပြောတော့ဘူးဒီနေ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ပထမဆုံးပွဲကတော့ကျွန်တော်ဒါအာဆင်နယ်ဘော်ဒီကိုကြိုက်တယ်ပြီးရင်နောက်တစ်ပွဲကတော့ကျွန်တော်ရီရဲဘော်ဒီကိုကြိုက်ပါတယ်ဗျနော်အကြိုက်ဒီမှာဆော့ပါအားလုံး good luck ပါအဆင်ပြေပါသေးဗျ